와긴하다 검수하라 전거마다 멜로니아리마 떠오냐는 시야래. 오케이. 그래서 어디에 떠올로 뭐노? 라 스글롱리 떠올로 시베. 어디에 디두베 시시디 뭐노? 그래서 멜로니아마 멜로 떠오냐래 수니 저로 넘버 1 와긴하다네ပတ်သက်ပြီးတော့ရှင်းပြပေးတော့မှာဖြစ်ပါတယ်မနော်အဲ့တော့ 와긴하다 시시디ဆိုတာကအခြေအနေဒီစစ်အတီးပြုတဲ့အခါမှာသုံးပြရတယ်နော်စစ်အတီးပြုသည်လို့မှတ်ထားရပါတယ်အခြေအနေအချက်လက်အဖြစ်အပျက်ဒီမှန်ကန်မှုရှိမရှိစစ်အတီးပြုတဲ့အခါမျိုးတွေမှာဆိုရင်ကျွန်တော် 와긴하다ကိုသုံးပြရတာဖြစ်ပါတယ်ဥပမာမိုနီ장경인은지 확인해 주세요. 가리 ပိတ်ထားလား ပိတ်မထားဘူးလား ဆိုတာ စစ်ဆေးပေးပါ ဒါအခြေအနေကို စစ်ဆေးခိုင်းတာ ဖြစ်ပါတယ် နော် နောက်တစ်ခုက 제 이름이 명단에 있는지 확인해 주세요. ကျွန်တော်နာမည်လေး စာရင်းထဲမှာ ပါမပါ စစ်ဆေးပေးပါ ဒါက အချက်လက်ကို စစ်ဆေးခိုင်းတာ စစ်ဆေးအတည်ပြုခိုင်းတာ ပေါ့နော် အဲ့တော့ စစ်ဆေးအတည်ပြုတယ် ဆိုလို့ရှိရင် ကျွန်တော် 확인하다 ကို သုံးပေးရတယ် အခြေအနေ အချက်လက် ရှိမရှိ ပါမပါ ပေါ့နော် အတည်ပြု စစ်ဆေးတဲ့ အခါမှာ ဆိုရင် ကျွန်တော် 확인하다 ကို သုံးပေးရတာ ဖြစ်ပါတယ် နောက်တစ်ခုက 검수하다 ကကြတော့ ပစ္စည်းတစ်ခုရဲ့ အရေးအသွေးတွေ သတ်မှတ်ထားတဲ့ စံချိန် စံနှုန်းတွေ ပြည့်မီခြင်း ရှိမရှိ စစ်ဆေးတဲ့ အခါမှာ ဆိုရင် ကျွန်တော် 검수하다 ကို သုံးပေးရတာ ဖြစ်ပါတယ် ဥပမာ ဝါကျနဲ့ ပြောမယ်ဆိုရင် ကျွန်တော် 납품된 제품을 검수해 주세요. ပို့လိုက်တဲ့ ပစ္စည်းတွေကို အရေးအသွေး စစ်ဆေးပေးပါ ဒါက အရေးအသွေး ကိုယ့်ဒီကို ပို့လိုက်တဲ့ ဟာတွေက အရေးအသွေး ပြည့်မီလား မပြည့်မီဘူးလား ကို စစ်ဆေးတဲ့ ခိုင်းတဲ့ အခါမှာ ဆိုရင် ကျွန်တော် 검수하다 ကို သုံးပေးရ ဖြစ်ပါတယ် နော် နောက်ဆုံးတစ်ခုက 점검하다 စစ်ဆေးသည် ဆိုတာက အဆောက်အဦတွေ ပဲ ဖြစ်ဖြစ် စက်ပစ္စည်းတွေ ပဲ ဖြစ်ဖြစ် စနစ် system တွေ ပဲ ဖြစ်ဖြစ် ဒီအရာတွေကို ကျွန်တော်တို့က ကောင်းစွာ လည်ပတ်ခြင်း ရှိမရှိ နော် ကောင်းစွာ အလုပ်လုပ်ခြင်း ရှိမရှိ စစ်ဆေးတဲ့ အခါမှာ ဆိုရင် ကျွန်တော်တို့ 점검하다 ကို သုံးပေးရတာ ဖြစ်ပါတယ် ဥပမာ ဆိုပါစို့ 출발하기 전에 자동차 엔진 오일을 점검하는 것이 필수적이다. မထွက်ခင် အပြင်မသွားခင် ပေါ့နော် မထွက်ခင် ခီးမထွက်ခင် ဒီကားရဲ့ engine wine ကို စစ်ဆေးဖို့ လိုအပ်တယ် မဖြစ်မနေ လိုအပ်တယ် ဒီလိုအခါမှာ ဆိုရင်တော့ ကျွန်တော် 점검하다 ကို သုံးပေးရတာ ဖြစ်ပါတယ် အဲ့တော့ အနည်းချုပ် ပြန်ပြောမယ် ဆိုရင် 확인하다 စစ်ဆေးအတည်ပြုသည် နော် အချက်လက်တွေ အခြေအနေတွေ အဖြစ်အပျက်တွေ မှန်ကန်မှု ရှိမရှိ စစ်ဆေးအတည်ပြုတဲ့ အခါမှာ ဆိုရင် 확인하다 ကို သုံးပေးရတယ် 검수하다 အရေးအသွေး ပစ္စည်းတွေရဲ့ အရေးအသွေး စံချိန် စံနှုန်း သတ်မှတ်ထားတဲ့ စံချိန် စံနှုန်း အရေးအသွေး ပြည့်မီခြင်း ရှိမရှိ စစ်ဆေးမယ် ဆိုရင် ကျွန်တော် 검수하다 ကို သုံးပေးရတယ် 점검하다 ကကြတော့ စက်ပစ္စည်းပဲ ဖြစ်ဖြစ် စက်ပစ္စည်းတွေ အဆောက်အဦတွေ system တွေ ကောင်းစွာ အလုပ်လုပ်ခြင်း ကောင်းစွာ လည်ပတ်ခြင်း ရှိမရှိ စစ်ဆေးတဲ့ အခါမျိုးတွေမှာ ဆိုရင် ကျွန်တော်တို့ 점검하다 ကို သုံးပေးရတာ ဖြစ်ပါတယ် ဟုတ်ကဲ့ ဒါဆိုရင် ဒီသုံးလုံးရဲ့ အသုံးပြုပုံလေးနဲ့ ပတ်သက်ပြီးတော့ အားလုံးနားလည်မယ်လို့ ထင်ပါတယ် ဟုတ်ကဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်